ကဲဒီနေ့ကတော့ကျွန်တော်တို့ညိုကီညီကိုတွေအားလုံးအတွက်နော်အကောင်းဆုံးတော့ဆေးတစ်ခွက်ပေါ့နော်ဆေးတစ်ခွက်အုံးတစ်လုံးဆေးလေးပါကြားမှန်သမျှအားတန်ရမယ်ဆိုတဲ့စကားနဲ့အညီပေါ့နော်အုံးတစ်လုံးဆေးလေးချက်ဖို့အတွက်ကအဓိကကတော့ကျွန်တော်တို့ကဗမာကြက်သားကိုအသုံးပြုရပါမယ်နော်နောက်တစ်ခုကကြတော့အခုလိုမျိုးချက်အရက်စစ်ပေါ့နော်ဒါထက်ညက်ကရတဲ့အရက်အဲ့ဒါကိုကျွန်တော်တို့ချက်အရက်ခေါ်တာပေါ့နော်အဲ့ဒါလိုအပ်ပါမယ်နောက်တစ်ခါကြတော့အုံးဒီတစ်လုံးလိုအပ်ပါမယ်နော်နောက်ကြက်သွန်အဖြူနီလေးရောထောင်းထားတာလေးတွေပါပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒါအတန့်ဆေးထားတာပေါ့နော်ဒါရေအတန့်ဆေးပြီးသားဒါကြက်သားလေးတွေကိုပထမဆုံးစိတ်ဝင်သွားအောင်ကနော်ချက်ရက်ကလေးထည့်ပြီးတော့နေပါမယ်နော်ချက်ရက်ကကျွန်တော်တို့ဆေးအဖြစ်လဲအသုံးပြုလို့ရတယ်လို့နောက်တစ်ခါကျတော့အသားနူးဖို့အတွက်လဲဒါအသုံးတည်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒါလေးကိုပထမဆုံးစိတ်ဝင်သွားအောင်နေပေးပါမယ်အဲ့လိုနေပြီးသွားပြီဆိုလို့ရှိရင်နော်ကျွန်တော်တို့ကစနွန်းမုံလေးထည့်ပါမယ်ပြီးသွားရင်ကျွန်တော်တို့ကစားလေးထည့်ပါမယ်နော်စားလေးထည့်ပြီးသွားရင်ထုံးစံတိုင်းအချိုမုံလေးကိုထည့်ကြအောင်ဆောင်းပါမယ်အဲ့ဒါလေးပြီးသွားရင်တော့ဒါလေးကိုထပ်ပြီးတော့နော်ခုနလေးကပထမဆုံးနေထားတဲ့ချက်ရက်ကလေးရဲ့နောက်တစ်ခါစားချိုမုံအရသာလေးတွေရဲ့အားလုံးစုံကြီးစိတ်ဝင်သွားအောင်ကျွန်တော်တို့ကနေပေးပါမယ်ကဲအခုလိုလေးသမအောင်နေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနော်စိတ်တဲ့စိတ်ဝင်သွားအောင်ဒါလေးကိုခဏနှက်ထားမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကအုံသီးလေးခွဲပြီးတော့ချစ်ထားမယ်ပေါ့နော်ဒါအုံသီးကကြတော့အရန်အနှုတ်ကြီးမဟုတ်ဘူးကြောင်းမြင်ဖြစ်ကဲဒါလေးပြီးတော့အောင်ချစ်လိုက်ပါမယ်နော်ခုဆိုရင်တော့အုံသီးလေးချစ်လို့ပြီးတော့ပါပြီဘယ်လိုတွေစပြီးတင်မယ်ဆိုတာလဲလိုက်ကြည့်ပြပါဦးနော်စီးတစ်ခွက်ဖြစ်တဲ့အတွက်စီကိုတော့အရန်ကြီးမသုံးပါနဲ့နော်ဒီနေ့မှာကျွန်တော်စွန်းနှုံးမုံမထည့်သေးပါဘူးကဲစီးချက်လာပြီဆိုတော့ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ဒီမှာအုံသီးလေးတွေထည့်ပြီးတော့ကြော်လိုက်မယ်ပေါ့နော်အုံးသီးကလည်းစီထွက်တာကိုနော်အခုဆိုစီလေးတွေလည်းမြိုင်းလာပြီအုံးသီးလေးကလည်းအယောင်လေးပြောင်းစားပြုတ်လာပြီဆိုတော့ကျွန်တော်တို့ကစောစောလေးကအဖြူနဲ့အနေနဲ့ရောထောင်းထားတာလေးကိုထည့်ပါမယ်နော်ကဲကိုစနုံးမုံလေးထည့်လိုက်ပါမယ်နော်ကဲအိုက်တိုင်းလေးနဲ့ပဲထည့်ထားတဲ့ကြက်သွန်အဖြူနီလေးနွမ်းသွားအောင်ထိကျွန်တော်တို့ကမှွေပေးပါမယ်နော်ကဲအဖြူရောနီရောနွမ်းသွားပြီဆိုတော့ကြတော့မှကျွန်တော်တို့ကအကြောင်းတင်လေးထည့်ပါမယ်ငရုတ်သီးလုံးဝမထည့်ပါဘူးနော်
အယောင်တင်လေးထည့်ပြီးလို့ခဏနေလေနော်အခုလိုလေးမှုေးပေးပြီးဆိုလို့ရှိရင်တော့စောစောလေးကအရသာလေးတွေနေပြီးတော့နှက်ထားတဲ့ဗမာကြက်ကသားလေးထည့်ပါမယ်ဒါစီကနောက်ကျပါထွက်လာအောင်ပါနော်အဲ့ဒါကြောင့်မလို့ကျွန်တော်စီကိုထပ်မထည့်ပါဘူးကဲနှံ့သွားပြီစီကလည်းတစ်ဖြောက်ဖြောက်လေးနဲ့ကျွန်တော်တို့ကဗမာကြက်သားကရေကြောက်ဖြစ်တဲ့အတွက်သူ့မှာရေမပါဘူးပေါ့နော်ရေထိုးသားမဟုတ်တဲ့အတွက်ရေမပါဘူးအဲ့ဒီခါမှာကျွန်တော်တို့ကပထမဆုံးရေမဆွတ်သေးဘဲနဲ့စောစောလေးကလာထားတဲ့အုံးရည်လေးကိုထည့်ပါမယ်ကြက်ကနုတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ထည့်ထားတဲ့အုံးရည်နဲ့ရပါတယ်နုနိုင်ပါတယ်เนาะကြက်ကရင့်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကရေလေးနည်းနည်းထပ်ပြီးတော့လိုက်ရပါမယ်เนาะအုံးရည်လေးထည့်ပြီးသွားရင်တော့မှုေးပေးမယ်เนาะမှုေးပေးပြီးသွားရင်တော့ကျွန်တော်တို့ကအမြန်ဆုံးမူးအောင်လို့เนาะအုပ်ဆောင်လေးနဲ့အုပ်ထားပေးပါမယ်အခုကျွန်တော်တို့ဒါဆိုလို့ရှိရင်ကြက်သားကအရန်ကြီးမနူးသေးဘူးပေါ့နော်မနူးသေးတဲ့အတွက်ရေလေးနည်းနည်းထပ်လိုက်ပါမယ်ရှယ်ပဲနော်ညနာနဲ့တည်းရေကြလိုက်မယ်လို့ပြောနေပါတယ်ကျွန်တော်ဒီတိုင်းသားလေးရောက်ပြီဆိုလို့ရှိရင်เนาะဟိုစီပြန်အောင်စားခြင်းနဲ့ဆိုလို့ရှိရင်လည်းစားလို့ရပါတယ်เนาะနောက်တစ်ခါဟိုကျွန်တော်တို့စီလေရေလေလေးပေါ့เนาะဒီတိုင်းသားလေးဆိုရင်လည်းစားလို့ရပါတယ်ဒီတိုင်းသားဆိုလို့ရှိရင်ကျွန်တော်ရနတ်မှုကြိုင်စေဖို့အတွက်မဆလာလေးအုပ်လိုက်ပါမယ်ကဲအခုဆိုလို့ရှိရင်တော့เนาะညိုကီတွေအားလုံးအတွက်အုံးတစ်လုံးစေးလေးရပြီပေါ့ဗျာ